ပေါက်စေတဲ့ငွေတွေအစုလိုက်အပြုံလိုက်ဝင်စေတဲ့အိမ်မက်၅မျိုးအကြောင်းကိုဒီဗီဒီယိုမှာပြောပြပေးမှာဖြစ်ပါတယ်အိမ်မက်မှန်ရမယ့်အချိန်ကတော့မိုးတောက်ရန်အချိန်ဖြစ်ပါတယ်နံပါတ်1မစင်ဒါမှမဟုတ်လို့ရှိရင်အညစ်အကြေးတွေကိုအိမ်မက်ထဲမှာမှတ်တာပဲဖြစ်ပါတယ်ဒီနေရာမှာဘလို့ဖြစ်တယ်လဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ကွဲလဲချက်တွေရှိပါတယ်တေချာနားထောင်ကြည့်ပါမစင်ဒါမှမဟုတ်လို့ရှိရင်အညစ်အကြေးကိုကိုယ်တိုင်နင်းမိတယ်ကာမိတယ်ဆိုရင်တော့ဒါကိုယ်စီကိုတိုက်ရိုက်ငွေဝင်မဲ့ဖိပေါက်စေမဲ့နမိတ်အစစ်ပဲဖြစ်ပါတယ်သူများကကိုယ့်ကိုအညစ်အကြေးတွေမစင်နေနဲ့လာတော့တယ်ပြစ်ပေါက်တယ်ဆိုရင်တော့ယွန်စရာကောင်းမိမယ်လို့ဝမ်းသာလာလိုက်ပါသူတစ်ပါးစီကနေပြီးတော့အကူအညီဒါမှမဟုတ်ကိုမမျော်လင့်ထားတဲ့နေရာကနေပြီးတော့ငွေတွေအများကြီးရမယ်နမိတ်ဖြစ်ပါတယ်အိမ်မက်ထဲမှာကိုမဟုတ်တဲ့အခြားတစ်ယောက်ကအညစ်အကြေးတွေမစင်နေပေးကြံနေတာလိမ့်ကြံနေတာတွေ့လို့ရှိရင်ကိုအနီးနားကလူတစ်ယောက်ကန်ထူးတာကိုမြင်ရမယ်နမိတ်ဖြစ်ပါတယ်ဒါမှမဟုတ်လို့ရှိရင်ကိုကဂျားပွဲသားအနေနဲ့ငွေကြေးအနှဲငယ်ရမယ်နမိတ်ဖြစ်ပါတယ်ဒါပေမဲ့ကိုကသူများကိုတွားပြီးတော့အညစ်အကြေးတွေမစင်နေနဲ့တုံ့မိတယ်ဆိုရင်တော့တတိသာထားပါဒါကကိုယ်စီဝင်လာမဲ့ကံကောင်းခြင်းတွေကိုသူများကိုပေးပြလိုက်တယ်လို့ဖြစ်သွားလို့မို့ငွေတွေထွက်မဲ့နမိတ်ဖြစ်ပါတယ်နံပါတ်1ရေကြီးတာကိုယ့်ဘက်လယ်မှာရေတွေအများကြီးဝင်းရံနေတယ်လို့မြင်မှတ်တာဖြစ်ပါတယ်ဒီနေရာမှာရေရဲ့အနေအထားကအရန်အရေးကြီးပါတယ်တေချာကွဲပြားမှတ်ထားဖို့လိုအပ်ပါလိမ့်မယ်ရေကကြည်လင်နေမယ်ပြီးတော့စီးဆင်းနေတယ်ဆိုလို့ရှိရင်တော့ဒါဟာအကောင်းဆုံးပဲဖြစ်ပါတယ်ငွေတွေအတားအဆီးမရှိဒလဟောဝင်လာပါလိမ့်မယ်ဖြီးပေါက်ဖို့ကောင်းတဲ့နမိတ်ပဲဖြစ်ပါတယ်ရေကနောက်နေမယ်ဒါပေမဲ့စီးဆင်းနေတယ်ဆိုလို့ရှိရင်ငွေတော့ဝင်မယ်ဒါပေမဲ့လို့ပြဿနာတွေခေါင်းကိုက်စရာလေးတွေနဲ့ရောပြီးတော့ဝင်လာတတ်တယ်အရှုပ်အရှင်းနည်းနည်းပါးပါးရှိတတ်တယ်ရေကကြည်နေပေမဲ့လို့မစီးဆင်းဘူးငြိမ်နေတယ်ဆိုရင်တော့ထီဆူကြီးလိုရုတ်တရက်မျိုးအစုလိုက်အပြုံလိုက်ဝင်တာမျိုးမဟုတ်ဘဲနဲ့ကိုမျိုးစေ့ချထားတဲ့လုပ်ငန်းကိုင်ငန်းတွေကနေပြီးတော့ငွေကြေးတွေတည်ငြိမ်ခိုင်မာလာမယ်ဆိုတာကိုပြသတဲ့နမိတ်ဖြစ်ပါတယ်ဒါပေမဲ့ရေကလည်းနောက်နေတယ်စီးဆင်းမှုလည်းမရှိဘူးဆိုရင်တော့တတိသာထားပါဒါကငွေရေးကြေးရေးပိတ်ဆိုတာအကျွေးပတ်ချလဲဝိုင်းတာမျိုးဖြစ်တတ်တဲ့နမိတ်မျိုးဖြစ်ပါတယ်နံပါတ်3ငါးဖမ်းတာငါးအကြီးကြီးတွေအိမ်မက်မှတ်တာဖြစ်ပါတယ်အိမ်မက်ထဲမှာငါးဆိုတာကအပြင်မှာလက်လာပါပဲဖြစ်ပါတယ်ဒီမှာလဲကွဲပြားချက်တွေရှိနေပါတယ်ရေကြီးလင်းမှာငါးအရှင်အကောင်ကြီးကိုဖမ်းမိတယ်ဆိုရင်ဒါထီဆူကြီးပေါက်ကိန်းပဲဖြစ်ပါတယ်အကောင်ကြီးလေးငွေများလေးပဲဖြစ်ပါတယ်ငါးကိုတွေ့တယ်ဒါပေမဲ့လို့ဖမ်းလို့မမိဘူးလက်ထဲကနေပြီးတော့လွတ်ထွက်သွားတယ်ဆိုရင်တော့အပြင်မှာလဲငွေတွေမျက်စိရှိမှလည်းလွဲသွားတတ်ပါတယ်ထီဆိုလို့ရှိရင်လည်းတစ်လုံးလွဲနှလုံးလွဲဆိုတာမျိုးပေါ့ဒါပေမဲ့ကိုဖမ်းလိုက်တဲ့ငါးကသေနေတယ်ဒါမှမဟုတ်ပုတ်နေတယ်ဆိုရင်တော့လုံးဝတတိထားပါဒါဟာငွေရမယ်ထင်ပြီးတော့အလိန်ခံရတတ်တဲ့နမိတ်မျိုးပဲဖြစ်ပါတယ်နံပါတ်4အိမ်တွေမီးလောင်တာမီးတောင်မီလီယံတွေမြင်ရတာဖြစ်ပါတယ်မီးလောင်တာကလည်းဘလို့လောင်တာလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ရေးကြည့်ပါသေးတယ်မီးတောင်အကြီးကြီးတွေတဟုံဟုံတောက်လောင်နေတာကိုမြင်ရရင်ဒါဟာအကောင်းဆုံးပါပဲကိုယ့်ရဲ့စီးပွားရေးနဲ့ကန်ဆာတာကမီးဟုံတောက်တယ်လို့အချိန်အဟုန်နဲ့တက်လာပြီးတော့ထီပေါက်မဲ့နမိတ်ဖြစ်ပါတယ်မီးတောင်မရှိဘဲနဲ့အခိုးအငွေ့တွေကြီးပဲမဲမှောင်နေတယ်ဆိုရင်တော့ငွေမဝင်တဲ့အပြင်အတင်းအဖြစ်နေပြဿနာတွေကိုခေါင်းကိုက်အောင်ဖြေရှင်းရမယ့်နမိတ်ဖြစ်ပါတယ်တခုသတိထားရမှာကကိုယ့်အိမ်မီးလောင်တာကိုကိုယ်တိုင်ရေသွားနှိမ့်တတ်တယ်လို့အိမ်မက်တယ်ဆိုရင်တော့ကိုယ်စီဝင်လာမဲ့လက်လာပါကိုကိုယ်တိုင်ပိတ်လိုက်သလိုဖြစ်သွားတတ်ပါတယ်နံပါတ်5ခေါင်းတွေ့တာအတုဝမြင်တာဒါမှမဟုတ်တေဆုံးခြင်းနဲ့ပတ်သက်တာဒါကလည်းထီဆူကြီးပေါက်သွားတဲ့သူတော်တော်များများမှာမဖူးတဲ့အိမ်မက်မျိုးပဲဖြစ်ပါတယ်ကိုယ်တိုင်တေသွားတယ်ဒါမှမဟုတ်ကိုအတုဝကိုကပြန်မြင်ရတယ်ဆိုလို့ရှိရင်မကြောက်ပါနဲ့ဒါဟာအကောင်းဆုံးပဲဖြစ်ပါတယ်ဘဝဟောင်းကအကျွေးတွေအကုန်ကြေပြီးတော့ဘဝအသစ်စရတယ်လို့ငွေတွေအလုံးရင်းဝင်လာပါလိမ့်မယ်တခြားတစ်ယောက်ရဲ့အလောင်းဒါမှမဟုတ်လို့ရှိရင်အကောင့်တစ်လောက်ကိုတွေ့တယ်ဆိုလို့ရှိရင်မထင်မှတ်ထားတဲ့နေရာကနေပြီးတော့ငွေကြေးဝင်တတ်တဲ့နမိတ်ဖြစ်ပါတယ်အရေးကြီးဆုံးတစ်ခုကတည်သွားတဲ့ဆွေမျိုးမိဘကကိုယ်စီလာပြီးတော့စကားပြောတယ်တစ်ခုလာပေးတယ်ဆိုလို့ရှိရင်ဒါဟာဓာတ်ရိုက်ကနန်းလာပေးတာဖြစ်ပါတယ်သူတို့နဲ့ပတ်သက်တဲ့ဝေတက်ကရစ်တွေကိုထီထိုးဖို့လုံးဝမမေ့ပါနဲ့အိမ်မက်ဆိုတာကကျွန်တော်တို့ရဲ့မတိစိတ်ကနေပြီးတော့လာမဲ့အနာဂတ်ကိုကြိုတင်အရေးအမွတ်ပြတဲ့သတင်းစကားတွေဖြစ်ပါတယ်ပြောခဲ့တဲ့အိမ်မက်၅မျိုးကိုလက်တလောမှာမြင်မဲ့ဖူးတဲ့သူရှိပါသလားခင်ဗျာကွန်မန့်မှာရေးပေးခဲ့ကြပါဦးလက်တလောမှာမိတ်ဆွေတို့မှတ်ခဲ့တဲ့အိမ်မက်တွေကိုလည်းရေးပြပေးခဲ့နိုင်ပါတယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်